ဘုရားရဲ့အဆုံးအမတရားတော်တွေကြားနာပြီးခဏအတွင်းမှာစိတ်ကြည်နူးမှုရသည်တဲ့ရှားယုံမျှသည်ပဲနဲ့ကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တယ်ဆိုတာအလုံးထင်ရှားမြန်မာလူမျိုးတွေကြာဘူးနာဝရှိနေကြတဲ့ဖဏတ္တဝတ္ထုဆိုတာကိုကြည့်မယ်ဆိုရင်အကောင်းဆုံးမသိတဲ့ဖာသရဝါလေးတောင်မြတ်စွာဘုရားရဲ့အတန်တော်နဲ့ဟောကြားတဲ့တရားတော်ရဲ့အတိတ်အနစ်ကိုမသိတော့လဲမြတ်စွာဘုရားအတန်တော်ပေါ်မှာလောဘဒေါသကင်းပြီးတော့ချီနူးတဲ့စိတ်လေးနဲ့နားထောင်ရင်ဘဝတစ်ခုဆုံးသက်သွားတဲ့အခါမှာနတ်သားဖြစ်သေးတယ်စိတ်ထဲမှာကြည်နူးယုံနေနဲ့တည်းမဲ့နတ်သားဖြစ်နိုင်တယ်အဲ့တော့ဒါဖြစ်နိုင်မှာမလားလို့ဆိုတော့မြတ်စွာဘုရားက general point ပေါ့ရှင်းပုံရလူတွေဟာအရေးကြီးတာစိတ်ကနေဥဆောင်ထားတာဖြစ်တော့ကြောင့်စိတ်အခြေအနေနဲ့ကြည့်လိုက်မယ်ဆိုရင်စေတောပတနာဟေတုစေတောပတာရဟေတုတတ္တကိစ္ဆန္တိဒုက္ခတေတရားတွေကောင်းတဲ့ဘဝကိုရောက်ရှိကြတာဟာစိတ်ထဲမှာကြည်နူးနေတာရနိုင်တယ်လို့သူဆိုတယ်ကြည်နူးမှုလို့ဆိုတဲ့အခါမှာလောဘနဲ့ကြည်နူးတာတော့မဟုတ်ဘူးအပြစ်ကင်းတဲ့စိတ်ကြည်နူးမှုရှိနေလို့ရှိရင်ကောင်းတဲ့ဘဝကိုရနိုင်တယ်စေတောပရောသဟေတုစိတ်ကပျက်စီးနေပြီဆိုရင်တော့ကောင်းတဲ့ဘဝမရောက်နိုင်ဘူးအဲ့တော့စိတ်ကြည်နူးမှုလေးဟာအမှန်တမ်းတန်ဖိုးကြည့်တယ်ဘာကြောင့်ကြည်နူးတာတော့ဆိုရင်ထဲကစိတ်ဝင်စားတဲ့တရားတရားဖြစ်တာကိုပြောတရားဆိုတဲ့အတိမရှိလင်ကစားမြတ်စွာဘုရားအတန်ပေါ်မှာစိတ်ဝင်စားတဲ့တခြားအတန်တွေနဲ့မတူဘူးကြည်လင်တဲ့အေးမြတဲ့မေတ္တာဓာတ်တွေပြည့်ပါတယ်ဆိုအဲ့ဒီပေါ်မှာစိတ်ကြည်နူးခြင်းဆိုတဲ့တရားစွမ်းအားလေးရောက်တာနဲ့ပဲအတိတ်နဲ့အကောင်းဆုံးအများစွာမသိတဲ့ဖားလို့တိရစ္ဆာန်ဘဝမှာရောက်နေတဲ့ပုဂ္ဂိုလ်တောင်မှပဲသိစွမ်းအားနဲ့စိတ်ထဲမှာဖြစ်တဲ့ကုသိုလ်စွမ်းအားနဲ့နတ်ဘဝရောက်နိုင်သေးတယ်လို့သူဆိုတာနော်အလုံးကြောက်ကြလိမ့်မယ်ရဟန်း900လိုင်ကိုယ်ထဲမှာအဘိဓမ္မာတွေရွတ်တာကိုကြားနာရတဲ့လင်းတို့သား900ဟာလူသားထဲမှာအဘိဓမ္မာတရားတော်ကိုပထမဆုံးသင်ခွင့်ရတဲ့ရှင်သာရိပုတ္တရာရဲ့တပည့်ရဟန်း900ဖြစ်လာတယ်ဆိုတော့ကြောင်းကျိုးဆက်မှုကတော့ရှိနေတယ်နော်ကြောင်းကျိုးဆက်မှုတွေရှိတယ်စိတ်ညှဉ်းနှွမ်းနေတာနဲ့စိတ်ကြည်လင်နေတာနှစ်မျိုးရှိတယ်စိတ်ပျက်စီးနေတယ်ညှဉ်းနှွမ်းနေတယ်ဆိုရင်စိတ်တည်တန်ကိလေထေဒုက္ခတိပဋိကင်္ခာဆိုလိုတဲ့အဓိပ္ပာယ်ကလောဘကြောင့်ဖြစ်ဖြစ်ဒေါသကြောင့်ဖြစ်ဖြစ်မောဟကြောင့်ဖြစ်ဖြစ်စိတ်အစဉ်ဟာပျက်စီးချို့ယွင်းနေတယ်ကြည်နူးမှုတွေပျက်စီးနေတယ်ဆိုတဲ့အချိန်မှာဒုက္ခတိလို့ဆိုတဲ့မကောင်းတဲ့အခြေအနေဆိုဒုက္ခဖြစ်ရအခြေအနေဆိုမျိုးသာမျှော်လင့်လို့ရမယ်စိတ်တွေဝိတုဒ္ဓေဒုက္ခတိပါဠိကံခါအဲ့လိုမဟုတ်ဘဲနဲ့စိတ်ကလေးကတန်ရှင်းနေမဲ့ဆိုလို့ရှိရင်ကောင်းတဲ့အလားလားဒုက္ခရဲ့ဘုံဆိုတာကိုမျှော်လင့်လို့ရတယ်လို့ဒီလိုရေပုံရအဖြစ်နဲ့မြတ်စွာဘုရားဟောထားတဲ့ထေသနာတွေရှိတယ်ဝဋ္ဌတုတ်ဆိုတဲ့တုတ်ထဲမှာစိတ်တွေတန်ကိလေထေဒုက္ခတိပဋိခင်ခါစိတ်ညစ်ညူးနေရင်ဒုက္ခတိဆိုတဲ့ဆင်းရဲဒုက္ခဖြစ်တဲ့ဘဝကိုရောက်ဖို့လာရှိတယ်စိတ်တွေဝိတုဒ္ဓေဒုက္ခတိပဋိခင်ခါစိတ်ကြည်လင်နေတယ်တန်ရှင်းနေတယ်ဆိုရင်ကောင်းတဲ့ဘဝရောက်ဖို့လာရှိတယ်တန်တရားခရီးသွားနေကြတဲ့တရားတွေဟာစိတ်တွေနဲ့နေတိလောကောလို့ဆိုတဲ့စိတ်ကဥဆောင်ပြီးတော့ကောင်းမကောင်းတွေလှုပ်ဆောင်နေကြတာပဲဖြစ်တယ်ဒီကနေ့တရားပွဲလာရဲဆိုဘာကဥဆောင်လာတော့စိတ်ကပဲဥဆောင်လာတရားပွဲသွားမယ်ဆိုတဲ့စိတ်ကဥဆောင်တာလေစိတ်ထဲတောင်မပါဘူးဆိုရင်ဘယ်သူမှတရားပွဲမလာဘူးအဲ့တော့စိတ်ရဲ့ဥဆောင်မှုတွေဟာအမှန်တမ်းထိရောက်တယ်
ပြောစရာရှိရင်လည်းစိတ်ထဲရှိလို့ပြောကြတယ်လှုပ်စရာရှိရင်လည်းစိတ်ကရှေးဥစွာဖြစ်ပြီးလှုပ်တယ်အဲ့ဒီလူတွေမှာတွန်းအားတွေရှိတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာအသုံးပြုရမယ့်စိတ်စွမ်းအားနှစ်ခုကစိတ်ထဲမှာဖြစ်ပေါ်လာတဲ့စွမ်းအားနှစ်ရပ်ကတတိနဲ့ပညာဆိုတာကိုမှတ်သားဖို့လိုတယ်တတိကအာယုစူးစိုက်မှုပညာကသိမြင်သိတတ်မှုသိမြင်မှုကြိုးကြောင်းဆင်ခြင်သိမြင်မှုအဲ့ဒါကိုစာပေကျမ်းကမှလည်းပဲဒါကိုပြောထားတယ်ပညာပုဗ္ဗင်္ဂမယတတိယပြင်စနဝါဒရဏသမထတာပညာဥဆောင်တဲ့တတိနဲ့အကြောင်းအရာစကားလုံးတွေကိုမှတ်သားနိုင်တာဖြစ်တယ်ဆိုလိုတာဘာဟောတယ်ဆိုတော့အကြောင်းအရာကိုမှတ်သားဖို့ကြတော့တတိရဲ့အလုပ်လို့ပြောတာအလုပ်ဆိုတာတစ်ခုနဲ့တစ်ခုမတူကြဘူးမတူတာတွေပေါင်းစပ်ထားတာမှန်ကိုယ့်ကိုယ်လည်းပြန်ကြည့်လိုက်မျက်စိရဲ့အလုပ်ကဘာလဲနားရဲ့အလုပ်ကဘာလဲမျက်စိရဲ့အလုပ်ကကြည့်တဲ့အလုပ်ပဲနားရဲ့အလုပ်ကနားထောင်တဲ့အလုပ်ပဲအတန်နဲ့ပတ်သက်လာရင်မျက်စိကမလုံးနိုင်ဘူးနားပဲလုံးနိုင်တယ်အဆင်းအယုံနဲ့ပတ်သက်လာရင်မျက်စိကပဲကြည့်နိုင်တယ်နားကနားထောင်လို့မရဘူးသဘာဝတရားတွေဟာသူ့လို့ကိုသူ့လုံးကြတာဖြစ်တယ်ဒါကြောင့်မို့နှစ်ခုပေါင်းစပ်ရတတိကစကလုံးတွေကိုမှတ်မိအောင်ကြိုးစားတယ်ပညာပုဗ္ဗင်္ဂမယတတိယသို့တော့ပညာမလွတ်တဲ့တတိလို့ဆိုလို့တယ်ပညာဥဆောင်တဲ့တတိနဲ့စကလုံးတွေအကြောင်းအရာတွေကိုမှတ်သားနိုင်တယ်တတိပုဗ္ဗင်္ဂမယပညာယတတိဥဆောင်တဲ့ပညာနဲ့အထဝါဘောရဏသမထတာစကလုံးရဲ့အဓိပ္ပာယ်ကိုသိနိုင်စွမ်းရှိကြတယ်ဆိုတော့တတိနဲ့မှတ်မိတယ်ပညာနဲ့အဓိပ္ပာယ်သိတယ်ဆိုတတိနဲ့ပညာနှစ်ခုပေါင်းစပ်ရမယ်စာသင်တာလည်းပဲဒီတိုင်းပဲလေကြည့်နားနဲ့နားထောင်တယ်အသိဉာဏ်နဲ့မှတ်တယ်နားမပါရင်လည်းပဲအကြောင်းအရာကြားမှာမဟုတ်ဘူးလေအဲ့ဒါကြောင့်မို့လို့မီဒီယာသဘောနဲ့ပြောမယ်ဆိုလို့ရှိရင်မျက်စိတို့နားတို့ဆိုတာပညာရဖို့အတွက်အရေးပါတဲ့အင်္ဂါရက်တွေပဲဖြစ်တယ်ပေါ့မျက်စိနဲ့ကြည့်ပြီးတော့စာအုပ်တွေဖတ်တယ်အသိပညာတွေရအောင်နားနဲ့နားထောင်ပြီးတော့ပညာရက်တွေကိုသိအောင်လုပ်တယ်ဟောမျက်စိနဲ့နားမီဒီယာပဲအဲ့ဒီနှစ်ခုချို့တဲ့သွားလို့ရှိရင်ပညာရဖို့ခက်ခဲသွားတယ်ပေါ့ဒါကြောင့်မို့ကိုယ်မှာမျက်စိလည်းကောင်းတယ်နားလည်းကောင်းတယ်ဆိုရင်မျက်စိနားအသုံးချပြီးတော့ကိုယ်ရင်ထဲမှာကောင်းတဲ့စိတ်တွေကုသိုလ်တရားတွေဖြစ်အောင်ကြိုးစားအထောက်အမှာဖြစ်တယ်အဲ့ဒါမလုပ်လိုက်ဘူးဆိုရင်ကိုယ်မျက်စိဟာမကောင်းတဲ့ဘက်ကိုသာအသုံးချတယ်နားကလည်းမကောင်းတဲ့ဘက်သာအသုံးချမယ်ဆိုရင်ရှင်တဲ့နှလုံးထဲမှာဘာပညာမှမရစဉ်းစားကြည့်လိုက်မျက်စိရှိလို့တနေ့ကုန်ဖုံးထိုင်ပုတ်နေစိတ်ဆိုးစရာတွေ့ဆိုးမှာပဲเนาะပြောစရာတွေ့ပြောနေဦးမှာပညာရလာဆိုရမှာမဟုတ်ဘူးရေးကြည့်တဲ့အသိပညာတွေရဖို့ဆိုတာခက်ခဲသွားပြီအဲ့တော့တတိနဲ့ပညာဟာသိအရေးကြီးတယ်တရားသိဖို့အတွက်တတိနဲ့ပညာနဲ့ကြိုးစားရမယ်ဒါကဒီနှစ်ခုကိုသုံးချဖို့ဒါကြောင့်မြတ်စွာဘုရားဟောတဲ့ဓမ္မပဒထေသနာဆိုဂါရပုတ်ပေါင်း400ကျော်ရှိတယ်ဘဝကိုလမ်းညွှန်မှုပေးတဲ့ဓမ္မနိတိသဘောမျိုးပဲအဲ့ဒီမှာဟောထားတဲ့တရားတွေဟာမျိုးစုံတယ်ဘာနဲ့ဥပမာတူတော့ဆိုရင်ပန်းမျိုးစုံစိုက်ထားတဲ့ပန်းလှမျိုးစုံစိုက်ပျိုးထားတဲ့ပန်းဥယျာဉ်ကြီးတစ်ခုရောက်သွားတယ်လို့မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေရဲ့နှစ်သက်ဖွယ်ရာဆုံးမဩဝါဒတွေဟာမျိုးကိုစုံဒီဘဝအတွက်ကောင်းကျိုးလားတမလွန်ဘဝအတွက်ကောင်းကျိုးလားစီးပွားရေးပဲကောင်းကျိုးလားလူမှုရေးပဲကောင်းကျိုးလားဆိုပြည့်ပြည့်စုံမြတ်စွာဘုရားဆုံးမတွေဟောကြားထားတယ်ဘက်စုံကတန်တရားကလွတ်ချင်တဲ့ပုဂ္ဂိုလ်တွေအတွက်လည်းလမ်းညွှန်မှုပေးသွားတယ်
အဖက်ဖက်ကမြတ်စွာဘုရားရဲ့ဆုံးမတိုင်းလိုက်နာကျင့်သုံးကြမယ်ဆိုရင်ကိုယ်ရင်နဲ့နှလုံးထဲမှာဟိတဆိုတာတွေဖော်ဆောင်ပြီးဒုက္ခဆိုတာရရှိကြမှာဖြစ်တယ်။ဒါကြောင့်မြတ်စွာဘုရားဟောကြားတဲ့ဓမ္မပဒဒေသနာကနေပြီးဓမ္မရတနဲ့ဘဝသင်္ကန်းစာများရအောင်ဒီကနေ့ဒေသနာတော်တွေထဲကနေပြီးတော့ကရဏမတ်90အနေစပြီးတော့နိုင်ယူမှတ်သားကြည့်အောင်အကြောင်းအရာမျိုးစုံတယ်အဲ့တော့ကရဏမတ်90မှာဘုရားပါဟောတယ်လေဆိုကတ္တိနောဝိသောကတ္တဝိပ္ပမုဒ္ဒတတပ္ပတိတဝခန္ထပဟိနတပရိလာဟောနဝိစတိဘုရားဟောတဲ့တရားတွေဟာအကြောင်းနဲ့အကျိုးပဲအမြဲတမ်းအကြောင်းအကျိုးပဲပရိလာဟောဆိုတာကိုယ်ကာယပူလောင်မှုနဲ့စိတ်ပူလောင်မှုဘုန်းကြီးတို့တွေတတ္တလောကမှာရှိနေကြတဲ့တာမညပုဂ္ဂိုလ်တွေအားလုံးဟာကိလေသာတွေရဲ့လွှမ်းမိုးမှုခံနေလို့ရှင်ထဲမှာအေးချမ်းနေတယ်လို့သိမရှိဘူးပူလောင်မှုတွေနဲ့နေကြတာနော်တတိမေ့ပြီးတော့ပြောစရာတွေတွေးနေတဲ့အချိန်ပိုင်းလေးလောက်ပဲလူတွေဟာစိတ်ထဲမှာပူလောင်မှုကင်းသွားတာအေးကတ်နေတဲ့အကြောင်းအရာတွေကိုကြည့်လိုက်မယ်ဆိုရင်ကိုယ်မှတကယ်ဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုကြည့်လိုက်မယ်ဆိုရင်သိချင်းတရားဟာကတ်နေတာပဲကိုယ်နဲ့တချို့လဲချက်ချင်းကြီးဒီကနေ့အကောင်းနဲ့ဖြင့်ငါသိသွားဒါမျိုးတွေလည်းခဏခဏတွေ့နေကြတာပေါ့နော်လူဘဝမှာဖြေရှင်းလို့မရတဲ့ problem တွေပြဿနာတွေကဘာတွေတုံးဆိုရင်တခြားကိစ္စတွေကဖြေရှင်းလို့ရတယ်နိုင်ငံရေးကိစ္စပဲဖြစ်စေလူမှုရေးကိစ္စပဲဖြစ်ဖြစ်ခြားကိစ္စတွေကဖြေရှင်းလို့ရသေးတယ်ဘယ်သူမှမဖြေရှင်းနိုင်တဲ့ကိစ္စဘာလို့ဆိုရင်တဖြည်းဖြည်းအိုမင်းလာတဲ့ကိစ္စရဲ့ယောဂဝေဒနာဖြစ်ခြင်းဆိုတဲ့ဗျာဒိကိစ္စရဲ့သေဆုံးရင်လို့ခေါ်ရတဲ့မရဏကိစ္စဘယ်သူဖြေရှင်းနိုင်တော့ဘယ်သူမှမဖြေရှင်းနိုင်ဘူးဖြစ်လာတဲ့သရဝတိုင်းဟာဝိဉ္စင်းရနာခြင်းစင်းရသေခြင်းစင်းရဆိုတာမလွဲမသွေကြုံတွေ့ရမှာဖြစ်တယ်မေ့နေတဲ့အခါပျော်မိကောင်းပျော်မိလိမ့်မယ်သေခြင်းတရားကိုအောက်မေ့လိုက်လို့ရှိရင်ပျော်စရာဆိုတာကြမ်းမကြမ်းတော့ပဲနော်ကိုယ်ဘလောက်ပျော်နေနေမကြခင်ဘဝတစ်ခုဆုံးသက်တော့မယ်ဆိုရင်ဘယ်လိုလုပ်ပျော်နိုင်စဉ်းစားနေတဲ့ပုဂ္ဂိုလ်တွေဟာမစဉ်းစားရင်တော့သူကတတိလွတ်နေတာအမှန်မသိတာတတိလွတ်အတောကမင်းကြီးရဲ့ညီတော်ကတိတ်တလို့ခေါ်တယ်တိတ်တမင်းသားအတောကမင်းကြီးကသာသနာကိုဒါကြည်ညိုတယ်နောက်ပိုင်းမှာအစပထမတော့သူကဘုရားဘာသာမဟုတ်ပါဘူးနောက်ပိုင်းမှာဒီကျောရသာမဏေလေးကိုအကြောင်းပြုပြီးဘုရားဘာသာဖြစ်လာပြီးသာသနာတော်ချီးမြှောက်တယ်အဲ့ဒီမှာသူညီကတော့ဘုရားဘာသာမဖြစ်ဘူးတိတ်စိတ်ဝင်စားဘူးစိတ်ဝင်စားတဲ့အခါညီကိုနှစ်ယောက်ဆုံပြီးတဲ့အခါဘာပြောမိတော့ဆိုရင်သူတောတဲ့သွားတဲ့အခါမှာတဲ့မျက်စားပြီးတော့တကောက်ဆော့ကစားနေကြတဲ့သမင်းလေးကိုတွေ့လာတော့ဒီလိုမျက်ကလေးစားတဲ့သမင်းလေးတောင်မှပဲပြောနိုင်ကြလို့ရှိရင်အသောကဘုရင်ကြီးရဲ့နေ့စဉ်အကုန်ကြများစွာဆုံးကောင်းဟင်းကောင်းနေနဲ့ကတ်နေတဲ့ကိုရောတွေမပြောဘဲနေမလားလို့သူတွေးပြီးတာနော်ဒီလိုပြောနေမှာပဲလို့သူကတွေးမိပြီအပြစ်ပြောချင်တာပေါ့လေဒီလောက်အကုန်ကြခံပြီးတော့လုံနေတာအကျိုးရှိပါမလားတော်တဲ့ကသမင်းတွေဟာမျက်စားပြီးခုံပေါက်ပြောကစားနေကြတာဒီယဟန်တွေကရောဒီလိုမနေဘူးလားလို့မချီညိုတဲ့စိတ်နဲ့ပြောမိတယ်အသောကဘုရင်ကြီးကဒီအကြောင်းအရာကိုမှတ်ထားပြီးတော့သူ့ကိုတရက်ကြတော့ယုတ်တိရှိပေါ့ဘုရင်ကဆင့်ခေါ်ပြီးသူ့ကိုမိန့်ချတယ်
မင်းပြစ်မှုတစ်ခုကျူးလွန်ထားတယ်အဲ့ဒီပြစ်မှုအရာမင်းကိုပြစ်ဒဏ်ခံရလိမ့်မယ်အပြစ်ဒဏ်မခံရင်တော့မင်း9ရက်မင်းစည်းစိမ်ခံစား9ရက်တိတိမင်းဟာရှင်မြင်းကဲ့သို့နေထိုင်ခွင့်ပေးထားမယ်ရှင်မြင်းတွေရတဲ့အခွင့်အရေးတွေပေးထားမယ်အာဏာကလွှဲရင်အကုန်လုံးပေးထားမယ်ဘုရင်တူဆန်းစားတယ်လို့ပေးထားမယ်9ရက်ပြည့်ရင်တော့မင်းရာထူးရုပ်သိမ်းပြီးတော့မင်းကိုငါတတ်ရလိမ့်မယ်တည်တံပေးရလိမ့်မယ်တကယ်ကိုမင်းဆိုရစာပိဋကမှာအမိန့်ချမှတ်ပြီးတော့သူ့ကို9ရက်မင်းလုပ်ဖို့ခွင့်ပေးလိုက်တယ်အဲ့ဒီမင်းသား9ရက်ကြာရင်သူတရားမှာဆိုတာသိလိုက်တဲ့အခါမှာဘယ်လိုလုပ်ပြီးတော့သူပြောနိုင်တော့မလို့9ရက်ပြည့်ကနေကြတော့သူ့ညီကိုဆင့်ခေါ်လိုက်တယ်ခေါ်ပြီးတော့ဘယ်နဲ့လဲမင်းမေးစိစိမ်ဘောကပြောနိုင်ရလားလို့ဆိုဘယ်ပြောနိုင်မှလဲသူ9ရက်ဆိုတရားမှာဆိုတာတွေးပြီးတော့လုံးဝပြောနိုင်ခြင်းမရှိပါဘူးဆိုအော်မင်းသိပြီလားမင်းတော်မှ9ရက်ကြာရင်တရားမယ်ဆိုတာသိတော့မင်းမပြောနိုင်တယ်လို့ဒီတန်ဃာဒီတန်ဃာတွေကမြတ်စွာဘုရားရဲ့အဆုံးအမဝင်သက်သည်ထွက်သက်သူမတိုင်မီသိနိုင်တယ်ထွက်သက်ဝင်သက်ကလေးမှာပဲဝင်သက်ကထွက်သက်မရောက်ခင်ထွက်သက်ကဝင်သက်မရောက်ခင်ဒီကြားလေးမှာသိနိုင်တယ်မွားပြေမှာအဲ့လိုနဲ့သိသွားတဲ့လူတွေရှိတာပဲလေဟောတပိတ်တစ်လုံးနဲ့တစ်လုံးကြားမှာလည်းသိနိုင်တယ်ခြေလန်းတစ်လန်းနဲ့တစ်လန်းကြားမှာလည်းသိနိုင်တယ်ဆိုရက်တကယ်ကိုထွက်သက်ကဝင်သက်သူမရောက်မီဝင်သက်ကထွက်သက်သူမရောက်မီဒီကြားကာလလေးမှာလည်းပဲအသက်စီဝိတာချုပ်သွားနိုင်တယ်လို့ဗရဏတတိပွားနေတဲ့ပုဂ္ဂိုလ်တွေဟာဘလောက်ကောင်းကောင်းစားရပြောနိုင်မှာမလားလက်တွေ့တရားချလိုက်တဲ့အခါအဲ့ကြသဘောပေါက်ပါသဘောပေါက်တာနဲ့ဘုရင်ကြီးစီခွင့်တောင်းပြီးတော့ဘုန်းကြီးကိုသွားတယ်ဆိုတာမှတ်တမ်းရှိတယ်နော်အဲ့တော့တချို့ကိစ္စတွေမှာကိုယ်နဲ့ကြီးကုန်တွေးလို့မရဘူးအဲကြောင့်မို့အခုဒီမြတ်စွာဘုရားရဲ့ဒေသနာတော်ကိုကြည့်ကတ္တတိနောဝိသောကတ္တဝိပမုဒ္ဒတသဗ္ဗတိသဗ္ဗခန္ဓာပဟိနတပရိလာဟောနာဝိစတိရှင်တဲ့ပူလောင်မှုကင်းတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်လဲတမန်ပုဂ္ဂိုလ်ရောပူလောင်မှုကင်းကြသလားဥပမာစီးပွားရေးတွေဆင်ပြေနေတယ်မိသားစုရေးတွေအကုန်လုံးဆင်ပြေနေတယ်အားလုံးဟာတိုးတက်ကြီးပွားနေတယ်ဆိုတဲ့ပုဂ္ဂိုလ်ရောရှင်ထဲမှာအပူမရှိဘူးလားစဉ်းစားကြည့်ရမှာရှင်ထဲမှာဘာကိုမှမပူရပဲနဲ့ထာဝရအေးချမ်းနေတဲ့အေးချမ်းမှုကိုရရှိရလားလို့ဆိုအဲ့ဒီလိုထာဝရအေးချမ်းမှုရရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မှရနိုင်တယ်လဲတာမန်ပုဂ္ဂိုလ်ရောရနိုင်ပါမလားလို့မြတ်စွာဘုရားပရိလာဟောနဝိစတိရှင်နဲ့အပူကင်းတဲ့ပုဂ္ဂိုလ်ဆိုတာကန့်သတ်ချက်နဲ့ဖော်ပြတာတာမန်ပုဂ္ဂိုလ်ရဲ့ရင်ထဲမှာပူလောင်မှုတွေရှိတယ်ကိုယ့်အတွက်မပူရင်လည်းမိသားစုအတွက်ပူတယ်မိသားစုအတွက်မပူရင်လည်းစီးပွားရေးအတွက်ပူတယ်ဒီကနေ့မပူရင်လည်းနေ့ဖြင့်ကအတွက်ပူတယ်ပတ်စံရှိတဲ့လူကလည်းရှိလို့ပူပန်တယ်မရှိတဲ့လူကလည်းမရှိလို့ရှိကျင်လို့ပူပန်တယ်ဆိုတော့လူတွေရဲ့တဏ္ဍာမှာ stress ဆိုတဲ့စိတ်ဖိစီးမှုကအများကြီးဖြစ်တယ်စဉ်းစားလိုက်တိုင်း stress ဆိုတာဝင်လာတယ်တထေးကြီးတွေစီးပွားဥစ္စာဆင်ပြေနေတဲ့လူတွေကြီးတဲ့ချမ်းသာနေတဲ့ကမ္ဘာမှာချမ်းသာဆုံးပုဂ္ဂိုလ်ကြီးတွေအစင်သာဝရသူတို့ကစိတ်ချမ်းသာမှုရနေကြသလားဘယ်ရမှာတော့ဆင်မပြေမှုတွေအများကြီးဖြစ်တယ်ဒါကြောင့်မို့လို့ကိုယ့်ကိုတတ်သိသွားတဲ့ပုဂ္ဂိုလ်တွေလောကမှာမရှားဘူးလေချမ်းသာတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ကိုတတ်သိသွားတာတွေရှိတယ်ဒီကနေ့ခေတ်မှာ stress ကိုရှော့ချဖို့ stress ဆိုတဲ့စိတ်ဖိစီးမှုဓာတ်တွေကဘလောက်များလာသလဲဆိုစဉ်းစားကြည့်စီးပွားရေးရှင်ပြန်ရပြီဆိုရင်ကိုယ်ရသားသွားတဲ့လူရှင်မနာလို့စိတ်တွေကိုယ်ရှင်ပြိုင်မဲ့လူ
မပေါ်စေခြင်းနဲ့စိတ်တွေနဲ့လူတွေဟာစားကောင်းခြင်းမစားရအိတ်ကောင်းခြင်းမရနဲ့ရှစ်ပြိုင်နေချာရုန်းကန်လှုပ်ရှားနေဒီကနေ့ခေတ်မှာဆိုရင်ပို့ပြီးတော့ရုန်းကန်လှုပ်ရှားကြဗမာပြည်ကလူတွေမဟုတ်ဘူးဗမာပြည်ကလူတွေကမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေခေါင်းထဲမှာရှိသည့်အတွက်ကြောင့်စိတ်အေးလက်အေးနေနိုင်တဲ့အတိုင်းအတာလေးတစ်ခုရတာဘုရားရဲ့အဆုံးအမကြောင့်ရတာဘုရားရဲ့အဆုံးအမလုံးဝမသိတဲ့ပုဂ္ဂိုလ်တွေဟာရှင်ပြိုင်မှုနဲ့ပဲသွားနေတာဖြစ်တယ်စီးပွားရေးသည့်သားလဲသူတို့ရဲ့တန်တရားဖြစ်ပြီးတော့ပစံရဖို့အရေးတူနဲ့တူလိန်ညကောင်းကြနော်ကြော်တက်ကြဖြန်ကြကြနဲ့လှုပ်နေကြလူတွေတယောက်ကောင်းစားလို့ရှင်မကောင်းစားအောင်ဂျင်းထဲကြနဲ့လှုပ်တယ်အဲ့ဒါတွေဟာရှင်တွေကအပူတွေကြောင့်ဖြစ်နေတာပေါ့အဲ့ဒါလို့ရှင်တွေကအပူမရှိတဲ့ပုဂ္ဂိုလ်မျိုးဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုရထားတဲ့ပုဂ္ဂိုလ်တွေဟာဒီလိုရှင်တွေကအပူကင်းတယ်ရှင်တွေက stress ကိုရှော့ချတယ်ဒီကနေ့ခေတ်နိုင်ငံခြားတိုင်းပြည်အချို့မှာမြတ်စွာဘုရားရဲ့အဆုံးအမ mindfulness ဆိုတဲ့တတိရဲ့တန်ဖိုးကိုသိရှိလာတဲ့အခါမှာလက်ချာအနေနဲ့ပို့ချတဲ့ပုဂ္ဂိုလ်တွေကပို့ချတယ်အဲ့ဒီပို့ချတဲ့လက်ချာနဲ့ပို့ချတာကိုပတ်စံပေးပြီးသွားနားထောင်အောင်အခမဲ့နားထောင်လို့မရဘူးကျောင်းတွေမှာသင်ပေးတယ်ပတ်စံပေးရတယ်အဲ့ဒါဘာလို့လို့မေးမြတ်စွာဘုရားရဲ့တတိပဋ္ဌာန်ကျင့်စဉ်ပဲလေဗမာပြည်မှာကိုယ့်ကိုယ်အချိန်မျိုးကျင့်နိုင်တဲ့ထွက်လေဝင်လေမှတ်တယ်ဆိုတဲ့ကျင့်စဉ်ဟာဆွဲကိုရှော့ချနိုင်တယ်ဆိုတာသူတို့သိလားဗမာပြည်ကလူတွေကတော့ဆွဲရှော့ချဖို့တရားထိုင်တာမဟုတ်ဘဲနဲ့နိဗ္ဗာန်ရခြင်းလို့ဆိုတဲ့ဟာနဲ့လည်းထိုင်တယ်နော်နိဗ္ဗာန်ဆိုတာတော့ချက်ချင်းရမှာမဟုတ်ဘူးဆွဲကချက်ချင်းရှော့ချလို့ရအဲ့တော့ဆွဲရှော့ချဖို့ဆိုတာတော့လက်တွေ့ကောင်းကျိုးချမ်းသာအတွက်တူတယ်လို့တယ်နိဗ္ဗာန်ဆိုတာတော့ဒီတစ်ခုတည်းနဲ့မရသေးဘူးလေမဂ္ဂင်၈ပါးအကျင့်တရားပြီးတော့လေမကျူဝဖြစ်လာမှသူကအဆင့်တစ်ခုဆိုရတပင်တပင်စိုက်ထားလို့ရှင်တိကျိန်တမ်းမှတီးမှာပဲခုစိုက်အခုပင်ပေါ့အခုပဲကြည်အခုပဲတီးဆိုရင်မရှိနိုင်ဘူးလေအချိန်တစ်ခုစောင့်အောင်လောက်ရမကျူဝဖြစ်သည့်ထီအောင်လောက်လောက်လာမှနိဗ္ဗာန်ဆိုတဲ့အဆင့်ဆူတောင်းမှပဲအခုပေါ်လာအခုဒီထိုးဖောက်နိုင်မှုရတာမှမဟုတ်တာမာလာတဲ့အတိုင်းအတာတစ်ခုဖြစ်လာမှလုပ်လို့ရပါလေအဲ့ဒါလို့အချိန်ဆောင်ရတဲ့ကိစ္စတွေရှိတယ်ပေါ့အကျိုးပေးတယ်ဆိုတာလည်းအချိန်ဆောင်အဲ့ဒါကြောင့်မို့ယင်းတဲ့ကအပူတွေကိဖို့ဆိုတာဟာတာမန်လေးကျင်ကန်လေးတစ်ခုနဲ့လည်းတော်သင့်လုံးဝရှင်းသွားတာမဟုတ်တော့လည်းပဲတခဏအနေအတွင်းကတော့ရှင်ထဲမှာပူကင်းတော့လုပ်တဲ့နည်းတွေပဲအကျိုးဖြစ်ပါတယ် mindfulness and comprehension တတိနဲ့တမ္ပဇညလေးကျင့်ခန်းကိုမြတ်စွာဘုရားတတိပဋ္ဌာန်သုတ်တံမှာဟောထားတာဖြစ်တယ်ဘုရားဝတ္တရီအနေနဲ့အချိန်မီလုပ်နိုင်တယ်ကိုယ်အိမ်မှာလည်းလုပ်လို့ရတယ်ဒီနည်းစနစ်တွေကလည်းအချိန်မီသိလို့ရတယ်ဘယ်ရိတ်တာသွားသင်ဘယ်မှာပဲနေရဒါအပိုင်းဖို့နဲ့ဆိုတမာရီအလုံးမဟုတ်ဘူးတတိအလုံးတတိနဲ့ပညာအလုံးတမာရီဆိုတာအာယုန်တစ်ခုတည်းကိုစိတ်ဆိုင်ထားတာတမာရီက rest လောက်တာနဲ့တူတူပဲအိတ်လိုက်တယ်ဆိုရင်စိတ်ကအာယုန်တွေဟိုဒီမရောက်ဘူးလေအိပ်ပျော်သွားတဲ့ပုံစံမျိုးပေါ့ rest အာယုန်တစ်ခုတည်းပေါ်မှာစိတ်ကိုရပ်တန့်ထားတာတမာရီတတိဆိုတာတော့အဲ့လိုမဟုတ်ဘူးဖြစ်ပေါ်လာတဲ့အရာအလုံးကိုအာယုစိုက်တာအာယုစိုက်လိုက်မှသူကဖြစ်ပေါ်လာတဲ့အရာတွေဘာတွေဖြစ်ပေါ်လာတာမှန်သမျှကိုသူကဖမ်းတာအာယုနေဖမ်းပြီးတော့အသိပညာသိတယ်ဆိုတမာရီဆိုတာရှောက်ဖမ်းမနေဘူးသူဖမ်းထားတဲ့အာယုတစ်ခုတည်းပေါ်မှာရပ်နေတာငြိမ်နေတာအဲ့ဒါတမာရီလုံးနဲ့တတိလောက်ကမတူတတ်ဘူးနော်
တမာတိကဖြတ်လိုက်တာနဲ့တပြိုင်နက်သူ့အလုပ်ကပြီးသွားတော့စိတ်ကိုချုပ်တီးထားတဲ့အလုပ်ကပျောက်သွားတယ်အလွန်ကောင်းတဲ့တမာတိတောင်မှပဲကြားဘူးရတယ်မဟုတ်လားဇန်လျှောတယ်ဆိုတာတမာတိပြသွားတာပြောတာပဲခိုင်မာတဲ့တမာတိတောင်မှပဲလောကီတမာတိဆိုတာလျှော့ကြနိုင်တယ်လောကုတ္တရာတမာတိကျမှခိုင်တယ်ဝိပဿနာလုပ်တယ်ဆိုတာတတိနဲ့ပညာနဲ့သွားတာတတိနဲ့သမ္ပညာနဲ့သွားတာဒါကြောင့်မို့ mindfulness ကအတိပါတယ်တတိပါတယ်ပညာပါတယ်အဲ့ဒီနှစ်ခုဟာအမှန်တမ်းအရေးပါတယ်လို့ရှင်တဲ့နှလုံးနဲ့စိတ်ထဲမှာဆိုပါစို့စိတ်ပူတယ်လို့ပြောကြတယ်လူတွေပြောစရာတွေ့နေတဲ့အချိန်ကျတော့စိတ်ပူတယ်ဆိုတာမရှိဘူးမှန်တယ်လူတိုင်းစိတ်ပူတယ်လို့မရှိဘူးဆင်ပြေးနေတာဟုတ်အေးကျမကြီးသွားဆက်လိုက်လို့diagnose မှာဘာယောဂရှိတယ်ပြောလိုက်စိတ်ပူသွားပြီအဲ့အချိန်မှာစဉ်းစားကြည့်နော်diagnose မှာယောဂဆိုတာကိုပြောလိုက်တာနဲ့သူကမနေနိုင်မထိုင်နိုင်ဖြစ်သွားတယ်နေမကောင်းထိုင်မသာဖြစ်ရင်လည်းစိတ်ပူတယ်စီဝါရေးနဲ့ပတ်သက်ပြီးတော့လည်းစိတ်ပူတယ်အခြားအရေးအရာတွေနဲ့ပတ်သက်လာလို့ရှိရင်လူတွေမှာစိတ်ပူလာမှုဆိုတာဖြစ်တယ်အဲ့ဒီစိတ်ပူလာမှုတွေလုံးဝကင်းသွားတဲ့ဤရှိလားဆိုတာရှိတယ်မြတ်စွာဘုရားအဲ့ဒီကင်းသွားတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးတော့ဆိုဒီမှာဝိပမုဒ္ဒတတပ္ပတိဖဲအာယုံပေါ်မှတွေ့တာမှုမရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နော်တပ္ပတိစာအာယုံခတ်သိမ်းကိုယ့်ရဲ့ခန္ဓာပေါ်မှာပဲဖြစ်ဖြစ်အာရဏပေါ်မှာပဲဖြစ်ဖြစ်ဓာတ်ပေါ်မှာပဲကိုယ်တဏ္ဍမှာရှိတဲ့အရာခတ်သိမ်းသို့တော့ကိုယ်နဲ့ပတ်သက်တဲ့အရာသာသမီဆွေမျိုးညာတိပစ္စည်းဥစ္စာတပ္ပတိရာခတ်သိမ်းအကုန်လုံးပြောလို့ရကိုယ်ခန္ဓာပေါ်မှာလည်းတွေ့တာမှုတွေလွတ်ကင်းနေတယ်ကိုယ်ပတ်ဝန်းကျင်ပေါ်မှာချစ်ချင်းမုန်းခြင်းဆိုတဲ့သို့မဟုတ်တတ်မဲ့ခြင်းတွေ့တာခြင်းဆွလန်းခြင်းဆိုတာတွေကနေလွတ်ကင်းသွားတယ်ဆိုလိုတာလောဘတဏှာလောဘလွတ်ကင်းသွားတယ်ကိလေသာတွေလွတ်ကင်းနေတဲ့အနေအထားမျိုးရှိရဒါဖြင့်စိတ်ပူတာဘာကြောင့်ပူတာတုံးလို့မေးလို့ရှိရင်စိတ်ပူတယ်ဆိုတဲ့သဘောတရားတောကပဲတောကဆိုတာဒေါမနတရှင်ထဲမှာဝမ်းနဲ့ကြိတ်ကွဲတဲ့ခံစားမှုကိုစိတ်ပူတယ်လို့ပြောတာသူကဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်လာတာပြီးတော့ဘောရအဲ့တော့စိတ်ပူတယ်ဆိုတာယင်ထဲမှာမုန်းတိမှုဆိုတဲ့ဒေါသမကင်းသေးသမျှစိတ်ပူတယ်ဆိုတာဖြစ်မယ်တွေ့တာမှုမကင်းသေးသမျှစိတ်ပူမှုဆိုတာဖြစ်တယ်ဒါကြောင့်မို့ဝိပမုဒ္ဒတတပ္ပတိဆိုတဲ့စကားလုံးလေးဟာအမှန်တမ်းကျင်းတော်လဲပဲအရာရာပေါ်မှာတွေ့တာမှုတွေမုန်းတိမှုတွေလုံးဝလွတ်ကင်းသွားတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့အဲ့ဒါရှိနေသမျှစိတ်ပူတယ်ဆိုတာရှိအောင်မယ်လို့ဆိုလို့နော်စိတ်မပူတော့ဘူးဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်လဲကိုယ်ခန္ဓာပဲဖြစ်ဖြစ်သူများခန္ဓာပဲဖြစ်ဖြစ်ကိုယ်ပစ္စည်းပဲဖြစ်ဘယ်ဟာပဲဖြစ်ဘယ်ပေါ်မှကြောင်းကြခြင်းဆိုရင်တွေ့တာခြင်းဆိုတာမရှိတော့ဘူးလုံးဝလွတ်ကင်းသွားတဲ့ပုဂ္ဂိုလ်ဖြစ်မှာစိတ်ပူတယ်ဆိုတာမရှိမှာတခုပေါ်မှာတွေ့တာမှုတွေရှိနေသေးတယ်မုန်းတိမှုရှိနေသေးတယ်ဆိုလိုတာကကိလေသာတွေရှိနေသေးရင်စိတ်ပူတယ်ဆိုတာရှိနေမှာပဲလို့သူတို့ဆိုလိုတယ်ဟောဒါအလွန်ရှင်းရှင်းလေးမြတ်စွာဘုရားဟောတာအလုံးကလွတ်မြောက်နေဖို့လိုအပ်တယ်တဲ့တပ္ပခန္ဓပိဟိနတ္တတဲ့အဲ့ဒါလို့လွတ်မြောက်ဖို့ဆိုတာဘာလိုအပ်တုံးဆိုအနှောင်ဖွဲ့အားလုံးကိုဖယ်ရှားပြီးသားဖြစ်အနှောင်ဖွဲ့တွေဆိုတာဘာတော့အဘိဇာကာခန္ဓာပြာပါဒကာခန္ဓာဆိုလောဘဒေါသတွေဟာအနှောင်ဖွဲ့တွေပဲချစ်တယ်မုန်းတယ်နော်တွေ့တာတဲ့မုန်းတီးတယ်ရွှန်ရှားတယ်ဆိုတာတွေဟာအလုံးဟာတွေ့တာမှုနဲ့သက်ဆိုင်တယ်အတွေ့တာတွေရင်ထဲနှလုံးထဲမှာချီနှောင်ထားတယ်ချီနှောင်တယ်ဆိုတာတာမန်ချီနှောင်ရုံမဟုတ်ဘူးအဖြုတ်ခက်လောက်အောင်
ထုံးဖွဲ့ထားတယ်လို့ပြောကျိုးတုံးထုံးထားလို့ရှိရင်တချို့ကျိုးတုံးကဖြုတ်ဖို့တော့ခက်တယ်နော်ဖြုတ်ဖို့ဆိုတာကြိုးစားလို့မလွယ်ဘူးအဲ့လောက်ထိအောင်ကြက်တီးနေအောင်ထုံးထားတဲ့အထုံးမျိုးကိုဂန္ဓလို့ခေါ်တယ်အဲ့ဒီဂန္ဓဆိုတဲ့တရားလူရဲ့ယင်ထဲမှာတွေ့တယ်မှုဆိုတဲ့လောဘကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးလိုချင်မှုဆိုတဲ့အဘိဇ္ဇာမုန်းတိမှုဆိုတဲ့ပြာပါဒကိုယ့်ရဲ့အယူဆမှားယွင်းမှုဆိုတဲ့တိလပဒပရမတ္တမှားယွင်းတဲ့အမြင်လို့ဆိုတဲ့အရာတွေဣဒံသစ္စာဘိနိဝေသောငါအယူဆတာမှန်တယ်တခြားအယူဆတွေမမှန်ဘူးကိုယ့်အယူပေါ်မှာကိုယ့်ရဲ့အမြင်ပေါ်မှာလူတွေဟာဆွဲလန်းတတ်ကြတယ်ဆွဲလန်းလို့တယောက်နဲ့တယောက်ညှိနှိုင်းလို့မရဘူးလေငါဟာသာအမှန်ညှိနှိုင်းလို့မရလို့လောကလူတွေဟာငြိမ်းချမ်းရေးဆိုတာလည်းမရနိုင်ဘူးလေညှိနှိုင်းလို့ကဘလောက်ခက်သာသမီတော်ကညှိနှိုင်းမှုခက်တယ်မဟုတ်လားအချင်းချင်းလည်းညှိနှိုင်းမှုခက်တယ်အများကြီးခက်တယ်အဲ့ဒါဘာကြောင့်ခက်တာတော့ဆိုဣဒံသစ္စာဘိနိဝေတာထဲမှာအကျုံးဝင်ငါဟာသာအမှန်ဆိုတဲ့ယူဆမှုရှိတယ်ကိုဟာကိုအမြင်ကိုလွယ်လွယ်ကူကူနဲ့ဆွန့်လွတ်တတ်ဆိုမရှိဘူးအာဒါနဲ့ခါဟိဒုပတိနေသက်ခိစာပေကျမ်းဆုတ်ကင်ထားတယ်ဒုပတိနေသက်ခိလွတ်ဖို့မတန်ခဲနဲ့ငါအမြင်သူ့အမြင်တမန်ကြည့်ပြီးလောကမှာဒီတုံးတဲ့သူအငင်းပွားနေတာအဲ့ဒါကြောင့်ဖြစ်တာနော်စနီးမောင်နှံဆိုလဲစနီးမောင်နှံအချင်းချင်းမိသားစုအတွင်းမှာလဲမိသားစုချင်းကုမ္ပဏီဝန်ထမ်းတွေကုမ္ပဏီတွေအချင်းချင်းဘာလဲဣဒံသစ္စာဝိနိဝေတိငါလောက်တာမှန်တယ်ငါမှန်တယ်ငါပြောတာမှန်တယ်နိုင်ငံရေးပါတီတွေတူတူပဲဘာမှမထူးနော်ဒီထက်သွားတာတွေအကုန်ဣဒံသစ္စာဝိနိဝေသောငါလောက်တာပဲမှန်တယ်ငါ policy ကမှန်တယ်ခြား policy မလွတ်နိုင်အဲ့ဒါထုံးဖွဲ့ထားတဲ့အထုံးပဲအဖြေခက်တဲ့အထုံးလို့ခေါ်တယ်အဲ့ဒီအဖြေခက်တဲ့အထုံးတွေကိုဖယ်ရှားနိုင်ရမယ်ရှင်ထဲကပူလောင်မှုပြောက်ခြင်းအဲ့ဒါတွေကိုဖြေရမယ်အစားထပ်ပြီးတော့ထုံးတဲ့အခါကျတော့ဒီတထုံးပြုတ်လဲနောက်တထုံးကကြာနောက်တထုံးကကြာအထုံးတွေများတယ်နော်လူတွေမှာအထုံးကများလာတာပဲရှိတယ်ရော့မသွားအဲ့ဒါကိုစာပေလူပြောတဲ့အခါကျတော့အဘိဇာကာကံတော်ပြာပါတော်ကာကံတော်တိလပရပရမသောကာကံတော်ဣဒံသစ္စာဝိနိဝေသောကာကံတော်ခန္ဓာဆိုတဲ့တရားတွေထုံးဖွဲ့တယ်ရှင်ထဲမှာနှောင်းဒီထုံးထားတာဖြေဖို့ခက်တဲ့အနေအထားမျိုးတွေရအဲ့ဓာတွေကိုမစွန့်လွတ်နိုင်လို့ရှိရင်ကိုယ့်ရင်ထဲကငြိမ်းချမ်းရေးဆိုများနိုင်ကိုယ့်ရင်ထဲမှာအေးချမ်းမှုဆိုများနိုင်ဒါတွေတန်းလန်းတဲ့အေးချမ်းမှုရှားနေရင်တော့ရေခဲရေတောက်ပဲဒါပဲရှိမှာခန္ဓာကိုယ်တော့ငြိမ်းချမ်းစိတ်ကမငြိမ်ဘူးနော်ရေခဲရေတောက်ရင်တော့ရေနဲ့တော့အေးခြင်းအေးတော့ဒါပေမဲ့စိတ်အေးမှာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားတော့ကြမောကြီးပန်းကြီးနဲ့ရေခဲရေသွားမတောင်းလိုက်နဲ့နေသွေးလို့ဒုက္ခရောက်တော့အဲ့လိုမျိုးဖြစ်သွားနိုင်မင်းသွေးလို့ဒုက္ခရောက်သွားဟုတ်လားမင်းသွေးလို့ဒုက္ခရောက်သွားအဲ့တော့လောရမယ့်ဟာဘာလဲစဉ်းစားကြည့်အောင်စိတ်ရဲ့အေးချမ်းမှုကရေခဲရေတောက်လို့မရဘူးဒီထုံးဖွဲ့တာတွေကိုဖြည့်ရှင်းရမယ်တွေ့တာမှုတွေအလုံးစုံလို့ရမယ်အဲ့ဒါလို့လောက်ရမယ်လို့ဒီဒေသနာတော်ညွှန်ထားတာစဉ်းစားကြည့်ဟောအဲ့ဒီလိုလှုပ်တဲ့ပုဂ္ဂိုလ်တယောက်ဟာမြတ်စွာဘုရားစာပြီးဟောတယ်ကတ္တိနောကတ္တိဆိုတန်တရားခရီးကိုလည်းရဆိုင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တန်တရားခရီးဆိုတာလောဘတဏှာရှိနေသေးတယ်မြတ်တန်တရားခရီးကမရသေးဘူးဘုန်းကြီးတို့တွေတန်တရားခရီးသွားရည်ပဲတန်တရားခရီးသွားရည်ကြီးပဲဟုတ်လားဘဝတန်တရာတွေကပါတယ်ဘဝတန်တရားတခြင်းလို့ပဲတယောက်စင်းတယောက်တည်းဆက်လက်ထက်ခွာနေတာတန်တရားခရီးသွားတွေပဲအလုံးတန်တရားခရီးသွားတွေယထာဘုံမှာဆုံတွေ့နေ
ဆုံးတွေးတဲ့အပေါ်မှာအထုံးတထုံထုံးလိုက်ကြပြန်ပြီးတော့ယထာဘဝဆင်းတော့လဲထုံးသွားပြန်အဲ့တော့အထုံးကပြေးတာမဟုတ်ဘူးအထုံးတွေများလာတာပဲဖြစ်တယ်ဆုံးတွေးတဲ့ကလာတော့ကတော့ကိုတယောက်တည်းပဲလူဘဝစဉ်းစားကြည့်အိမ်ထဲကိုဝင်လာတယ်ကံကောင်းလို့မိဘကဗီဇာပေးလိုက်တဲ့ immigration ခွင့်ပြုလို့လူဘဝရောက်လာဒါခွင့်မပြုတဲ့မိဘတွေရှိသေးတယ်ခုကနေ့ခေတ်မှာဆိုမလာနဲ့ဆိုတားလွတ်လိုက်ရင်ဘယ်လိုလုပ်သွားလို့ရအဲ့ဒါ immigration ဗီဇာမပေးတာနဲ့တူတူပဲအလားမခံဘူးအလားခံမတော်တဆရောက်လာလို့ရှိရင်လည်းဆက်ပြီးတော့လက်မခံတော့အမိုက်ပုံနဲ့ထည့်လိုက်ဟိုနာပြစ်လိုက်ဒီနာပြစ်လိုက်ဖြစ်နေပုံကကနေခဲ့ပါနော်အဲကြောင့်မိဘကျေးဇူးဆိုတာစဉ်းစားကြည့်နော်ကိုယ်လက်ခံတာဒါကျေးဇူးပဲဗီဇာထုတ်ပေးတာကျေးဇူးတရားပဲဒီစကလုံးနဲ့မဟုတ်ပေမဲ့မြတ်စွာဘုရားဟောတာဒီတိုင်းပဲဣမတ္တလောကတ္တဓာတိတာရောတဲ့ဒီလောကကြီးနဲ့ဆုံစည်းခွင့်ပေးတာဟာမိဘရဲ့ကျေးဇူးပဲကျွေးတယ်ဆောင်းလျှောက်တယ်လောကကြီးနဲ့ဆုံစည်းခွင့်ပေးတယ်ဆုံစည်းခွင့်တွေ့မြင်ခွင့်ပေးတယ်ဆိုတာ immigration ပေါ့လာခွင့်ပေးတာအဲ့ဒီကျေးဇူးကဘယ်လိုကိုအောင်ဆလို့ရမိဘကျေးဇူးမကုန်ဘူးဆိုတာအဲ့ဒါပြောကိုကနောက်မှမွေးတာဆိုတော့ကိုကသွားပြီးတော့သူ့ကိုဗီဇာပေးလို့မရဘူးလေမိဘကိုပေးထားပြီးဆောင်းလျှောက်ကြွေးမွေးလို့သူဖြစ်လာအဲ့တော့ကိုယ့်ရဲ့လှုပ်ရှားမှုမှန်သမျှမိဘကျေးဇူးပဲမိဘကျေးဇူးကြေအောင်ဆက်လို့မရဘူးဆိုတာအဲ့ဒါပြောတာအဲ့တော့ဟုတ်ပြီလူတွေဟာလာတော့ကတယောက်တည်းဒီရောက်တဲ့အခါကျတော့အမေနဲ့အဖေနဲ့ထုံးလိုက်ပြန်ဟောအမေနဲ့ထုံးလိုက်တယ်အဖေနဲ့ထုံးလိုက်တယ်တထုံးရသွားပြန်ကိုလည်းတာယာစင်ဖြစ်လိုက်တယ်ထုံးလိုက်ပြန်နောက်တစ်ခါညီလေးညီမလေးတွေရောက်လာရင်ထုံးပြန်ရောအရွယ်လေးရောက်လာတဲ့အခါနောက်တစ်ယောက်ရှာပြီးထုံးပြန်ရောဟောအထုံးတွေကများလာတန်တရားထဲမှာဒါလူသဘာဝပြပြအဲ့ဒါတွေကအထုံးဖွဲ့လေးကြီးပဲအဲ့ဒါတွေကိုမပယ်နိုင်သေးသမျှကာလပတ်လုံးချီနှောင်ထုံးပွဲနေသမျှကာလပတ်လုံးပြိလာဟောဆိုတဲ့ရှင်တဲ့ကပူလောင်မှုတွေရှိနေဦးမှာပဲတဲ့တန်တရားခရီးသွားနေသမျှပုဂ္ဂိုလ်တွေဟာခရီးသွားလို့ပြီးတဲ့ပုဂ္ဂိုလ်မှသာလဲသူကတန်တရားခရီးကိုရဆိုင်လိုက်ပြီးသားပုဂ္ဂိုလ်ဆိုတာတွေ့တာမှုတွေကင်းတဲ့ပုဂ္ဂိုလ်ပြောတာဝိတောကဆိုတာတွေ့တာမှုမရှိမှတောကဆိုတာလည်းကင်းတယ်နော်တောကဆိုတာဘယ်လာတာတုံးလို့လိုက်ပြီးတော့ trace လုပ်ကြည့်လိုက်ပြီးတော့အကြောင်းကိုရှာကြည့်ဒီတောကဘယ်လာနော်ဘယ်လာတာတုံးလို့အကြောင်းရင်းကိုရှာလိုက်ရင်တွေ့တာမှုကလာတာတွေ့တာမှုလူချင်းမှုတွေကတောကကိုမွေးဖွားတာဘုရားကဘယ်လိုဟောတော့ပိယတောဆိုင်အတိတ်တော်ကောတယ်နော်ပိယတောချစ်ခင်တွေ့တာတဲ့ကာမဂုဏ်အာယုတွေကသို့မဟုတ်ချစ်ခင်အပ်တဲ့ပုဂ္ဂိုလ်ရှိသောကြောင့်တောကောစိုးရိမ်မှုဆိုတာဖြစ်လာတယ်သူများကိုမချစ်ဘူးဆိုတော့ကိုယ့်ကိုချစ်တာနော်သူများကိုမတွေ့ဘူးဆိုတဲ့ပုဂ္ဂိုလ်လည်းကိုယ့်ကိုတွေ့တာတချို့ကပြောမယ်သူကတကူဒီပါ single ပါဘယ်သူမှမတွေ့တတ်ပါဘူးဆိုသူကသူတွေ့တာနာအဲ့ဒီပုဂ္ဂိုလ်ပြောရင်တယောက်တည်းနေတာပါလို့ပြောတာဘယ်ဟုတ်မလဲသူကအမြဲတမ်းနှစ်ယောက်နေတယ်ဘယ်သူနဲ့နေတော့ဆိုစိတ်ကူးရင်နေတာတခါတလေနှစ်ယောက်တောင်ကချင်မှကမှာစိတ်ကူးရင်တဲ့ထဲက3-4ယောက်ဖြစ်ချင်းဖြစ်တွေ့တာမှုဆိုတဲ့တဏှာစိတ်ကူးရင်နေတာပဲမှန်တော့မြတ်စွာဘုရားဒါမို့တဏှာဒုတိယပုရိသောဒီကမတ္တနာတံတရဝါရီဟာတန်တရားခီးသွားနေတာတဏှာအဖို့နဲ့သွားနေတာတဲ့တယောက်တည်းမဟုတ်ဘူးတွေ့တာမှုနဲ့နေကြတာအဲ့လိုတဏှာတွေ့တာမှုတွေနဲ့နေသည့်အတွက်ကြောင့်တောကဆိုတာလာကိုလာမှာပဲတန်တရားခီးတဲ့ဖန်သမျှဟာတောကနဲ့သွားတာအေးတန်တရားခီးကိုအဆုံးသတ်လိုက်တဲ့ပုဂ္ဂိုလ်ဆိုတာခုနပြောတဲ့အထုံးတွေမထုံးတော့တဲ့ပုဂ္ဂိုလ်အာယုန်နေအလုံးကနေပြီးတွေ့တာမှုအလုံးလွတ်မြောက်တဲ့ပုဂ္ဂိုလ်လွတ်မြောက်ပြီးတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်သည်တန်တရားခီးကနေလွတ်မြောက်သွားပြီးသားဖြစ်တယ်လွတ်မြောက်သွားသည်ဖြစ်သည့်အတွက်ကြောင့်ဝိတောက
ဝိဆိုတာမရှိတော့တဲ့တောကဆိုရင်တောကမှုတွေအကုန်လုံးကင်းသွားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးမှပရိလာဟောနာဝိစတိယင်ထဲကအပုစွာပြောင်းမှာလို့ပြောတယ်သူတို့ကြတော့ပူလောင်တာလုံးဝမရှိတော့ဘူးအေးဆေးသွားပြီအဲ့တော့တရားတော်ကိုမြတ်စွာဘုရားဟောတဲ့တရားတော်ဟာအကြောင်းနဲ့အကျိုးနဲ့သွားတာခုဆိုလိုရင်းတဲ့ပဲကတော့ကတ္တတိခီးသွားပြီးတန်တရားခီးသွားပြီးတဲ့ပုဂ္ဂိုလ်ဆိုတာယဟန္တာပုဂ္ဂိုလ်ဝိသောကလုံးဝစိုးရင်စိတ်မရှိဘူးဆိုတာယဟန္တာပုဂ္ဂိုလ်ဘာကြောင့်စိုးရင်စိတ်တွေမရှိတာတော့ဆိုဝိပမုဒ္ဒတသဗ္ဗတိအလုံးကနေတွေ့တာမှုတွေကနေလွတ်ထားတဲ့ပုဂ္ဂိုလ်လွတ်နေတဲ့ပုဂ္ဂိုလ်ဘာကြောင့်လွတ်သွားတော့ဆိုတဗ္ဗခန္ဓာပိဏတ္တဘယ်အထုံးမှသူ့မှာမရှိဘူးအထုံးတွေအလုံးဖြည့်ပြီးသားဖြစ်လို့ဟောအကြောင်းနဲ့အကျိုးနဲ့မြတ်စွာဘုရားဟောပါတယ်ဘာလုပ်ရမလဲဆိုတာအရေးကြီးဆုံးကအာယုန်နေနဲ့ကိုယ်စိတ်နဲ့လွတ်အောင်ကြိုးစားလွတ်အောင်ဆိုတာကိုတွေ့တာမှုနဲ့မရှိအောင်ပြောတာအာယုန်ကတော့စိတ်ရှိရင်ရှိနေမှာပဲအာယုန်ရှိရင်စိတ်ရှိဖြစ်နေမှာပဲเนาะသို့တော့ခန္ဓာဆိုတဲ့ပုံမှာတွေ့တာမှုဆိုတဲ့ဒီဆွေရမှုတွေတွေ့တာမှုတွေမုန်းတိမှုတွေဆိုတဲ့ကိလေသာတွေကလွတ်နေတဲ့စိတ်ဖြစ်ဖို့လိုတယ်ပေါ့မြတ်စွာဘုရားကြည့်ယဟန္တာတွေကြည့်ယဟန္တာဖြစ်သွားလို့ဘာပြောင်းသွားသလဲပုရုဇဉ်ဘဝတုန်းကနေတဲ့သူရထားတယ်လူဘဝရတဲ့မျက်စိရထားတယ်နားရထားတယ်เนาะဒီနှစ်ခုပဲပြောချင်လိုက်မျက်စိနဲ့နားရထားမျက်စိရထားရင်မြင်ရရှိတာမြင်မှာပဲနားရထားသည့်အတွက်ကြောင့်ကြားစရာရှိတာကြားမယ်မြင်စရာအာယုန်ဒီနှစ်သက်စရာရှိတယ်လို့မုန်းထိစရာလည်းရှိတယ်ကြားတဲ့အတန်ဒီကိုကြိုက်တာရှိတယ်လို့မကြိုက်တာလည်းရှိတယ်ပုထုဇဉ်တွေကြတော့ဘယ်လိုဖြစ်တုံးဆိုမြင်တဲ့အာယုန်ကကိုနှစ်သက်တဲ့အာယုန်ဆိုရင်လောဘဖြစ်တယ်မနှစ်သက်တဲ့အာယုန်ဆိုဒေါသဖြစ်တယ်အဲ့လောဘဒေါသဖြစ်ရင်မောဟလည်းပါလာအတန်ကလည်းကိုကြိုက်တဲ့အတန်ဆိုလောဘဖြစ်တယ်ကိုမကြိုက်တဲ့အတန်ဆိုဒေါသဖြစ်တယ်အဲ့တော့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ရောမြတ်စွာဘုရားရောမျက်စိမရှိဘူးလားနားမရှိဘူးလားရှိတယ်မြတ်စွာဘုရားလည်းမျက်စိနဲ့မြင်စရာမြင်တာပဲမြင်အကောင်လည်းမြင်တယ်နှစ်သက်စရာလည်းမြင်တာပဲမနှစ်သက်စရာလည်းမြင်တာပဲနားကြတော့လေကိုကျင့်တဲ့စရာကောင်းတဲ့အတန်ကြားမယ်မကျင့်တဲ့စရာအတန်နဲ့ကြားမယ်သို့တော့မြတ်စွာဘုရားကြတော့ကျင့်တဲ့ချင်းမကျင့်တဲ့ချင်းကိုအကြောင်းပြုပြီးတော့လောဘဒေါသဆိုတာမဖြစ်တော့နှစ်သက်စရာအာယုန်တွေ့လို့မျက်စိနဲ့နှစ်သက်စရာတွေ့လို့လေတွေ့တာမှုဆိုတာမဖြစ်ဘူးမုန်းတိစရာတွေ့လို့လေဒေါသဆိုတာမဖြစ်တော့အဲ့ဒါကွဲပြားခြားနာမှုပဲယဟန္တာဖြစ်သွားရင်အဲ့တော့ဒီလိုလဲမအောင်မေ့နေနဲ့ယဟန္တာဖြစ်သွားလို့ရှိရင်ခံစားချက်တွေမရှိတော့ဘူးလို့အောက်မေ့မနေနဲ့ယဟန္တာဖြစ်လေဝေဒနာဆွဲစိတ်ခံစားမှုကရှိတယ်ယဟန္တာဖြစ်လေစိတ်ခံစားမှုကအကောင်းဆုံးသိတဲ့စိတ်ခံစားမှုဝေဒနာ experience ပေါ့ကောင်းတယ်ဆိုတာမှန်မယ်အစာတစ်ခုစားတယ်အရသာယဟန္တာတွေမသိဘူးလားဆိုသိတာပေါ့ချိုးရင်ချိုမှန်းသိတယ်ချင်းမှန်းသိတယ်မျက်စိအမြင်နဲ့လှတာကိုလှမှန်းသိတယ်နားကြားရင်လည်းကောင်းတာကိုကောင်းမှန်းသိတယ်ကြည့်တယ်မြတ်စွာဘုရားသိတာကိုထင်ရှားတဲ့သာရကလေးတစ်ခုနဲ့ပြောပြပိစတိခါကမြတ်စွာဘုရားစီတရားမင်းကြီးလွတ်လိုက်လို့ဘုရားစီရောက်လာတယ်သူ့လက်ထဲမှာစောင်းပါလာတယ်ဖေလူဝပန္ဒုဆိုစောင်းဖေလူဝဆိုတာဩရှိတိဩရှိတိကမဲ့ကနေဩရှိတိဆိုလို့ရှိရင်ဝါနုနုလေးလေအစိမ့်လေးနဲ့အဝါလေးနဲ့ရောနေဩရှိတိမဲ့မြင်မှုကြလားမသိဘူးအဲ့ဒီဩရှိတိမဲ့ရဲ့ခွန်လိုပဲသူ့ရဲ့စောင်းရဲ့ပုံစံကဖေလူဝပန္ဒုဆိုအယောင်လေးကအဲ့ဒီပုံစံနဲ့အဲ့ဒီစောင်းလေးပိုက်ပြီးဝင်းလာပြီးဖျားရှိရောက်တော့ပါတော့ဆိုစောင်းသမားဆိုတော့စောင်းတီးတာပေါ့တခြင်းလဲဆိုသေးတယ်စောင်းလဲတီးတယ်သူဆိုတဲ့တခြင်းကလည်းအစုံပဲဖျားကုံနဲ့ပတ်သက်ပြီးတော့လဲဆိုတယ်
တရားကုံနဲ့ပတ်သက်ပြီးတန်ခါကုံနဲ့လည်းပတ်သက်ပြီးဆိုတယ်အဲ့ဒါတွေနဲ့မပတ်သက်တဲ့အချက်တစ်ချင်းနဲ့ဆိုတယ်သူစောင်းနဲ့တီးတယ်တက္ကပညာတော့ကိုဖတ်ကြည့်ဒီတိုင်းပဲဟုတ်တယ်အဲ့တော့စောင်းတီးပြီးလို့မြတ်စွာဘုရားရှေ့မှာစောင်းနေတီးမြတ်စွာဘုရားဟေးမတီးနဲ့လို့မပြောဘူးသူကသူဘုရားလည်းပဲသူတီးတာကြားနေတာပေါ့နားရှိတော့ကြားမှာပေါ့ပြီးတဲ့အခါမြတ်စွာဘုရားဘာမေးရှိတော့ဆိုပင်စတိခါတဲ့မင်းစောင်းတန်တဲ့တခြင်းတန်ကလိုက်ဖက်ပါပြီတဲ့ဆိုလိုတာစီးကြိုက်ဝါကြိုက်ကြားတယ်ပေါ့နော်အဲ့ဒါ appreciate လုပ်တာခေါ်တယ် appreciate လုပ်တယ်လို့ခေါ်တယ်ကောင်းရင်ကောင်းတယ်လို့ပြောတာစိတ်ခံစားမှုရှိတယ်သို့တော့မင်းတန်ကောင်းလိုက်တာကွာထပ်တီးစမ်းမအောင်ဆိုပွဲတောင်းတာတော့မလုပ်ဘူးပေါ့တာမန်လူတွေဆိုရင်တော့ပွဲတောင်းကြအောင်မှာပေါ့ဘာကြောင့်ပွဲတောင်းလဲလောဘတက်တာသွားတာမြတ်စွာဘုရားတော့နားရှိလို့သာကြားလိုက်တယ်ကောင်းရင်ကောင်းမှန်းသိတယ်ဒီသဘောကိုဆိုလိုတာမြတ်စွာဘုရားရဲ့ရင်ထဲမှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးအဲ့ဒါတန်ဆင်းစင်ကြတဲ့အနေထားတစ်ခုတဲ့ပုရုဇဉ်တွေမှာတော့ကောင်းရင်ကောင်းသလိုပြောင်းလဲတယ်စိတ်ကမကောင်းရင်မကောင်းသလိုစိတ်ကပြောင်းလဲတယ်မြတ်စွာဘုရားကျတော့ဒါတွေဟာအပြောင်းလဲကိုဖြစ်စေနိုင်တယ်စွမ်းအားမရှိတော့ဘူးဘာကြောင့်လို့အမြဲတမ်း mindfulness နဲ့သဘာဝတရားတွေကိုသိရှိပြီးရှင်တဲ့ကိလေသာအဆိုးတွေလှုပ်ရှားစေတတ်တဲ့အရာတွေကိုကုန်ဖယ်နှုတ်ထားပြီးသားဖြစ်သည့်အတွက်ကြောင့်တည်ငြိမ်သွားတယ်တိမှတ်သွားတယ်တာဓိကုံဆိုတာအဲ့ဒါပြောတာတာဓိကုံဆိုတာ thusness ပဲဒီတိုင်းပဲအကောင်းနဲ့တွေ့လဲဒီတိုင်းပဲအဆိုးနဲ့တွေ့လဲဒီတိုင်းပဲဘုန်းကြီးတို့တွေကြအကောင်းနဲ့တွေ့ရင်ပြုံးတယ်အဆိုးနဲ့တွေ့ရင်မဲ့တယ်ဟုတ်လားအပြုံးနဲ့အမဲ့နှစ်ခုပြောင်းသွားတယ်မျက်နှာကပြောင်းသွားတယ်အဲ့တော့မြတ်စွာဘုရားကျတော့ဘယ်လိုလောကရန်နဲ့တွေ့ပြုံးမြဲပဲအကောင်းနဲ့တွေ့လို့ပြုံးတာမဟုတ်အဆိုးနဲ့တွေ့လဲပြုံးတာအဲ့တော့အပြောင်းအလဲမရှိတာအိဋ္ဌာနိဋ္ဌိတာဓိလို့စာပေမှာဆိုတာအဲ့ဒီသဘောကိုပြောတာနော်အဲ့တော့ Buddhism and beauty ဆိုတဲ့စကားမှာဘုရားဘာသာကအလှအပကိုအတိမပြုသလားဆိုပြုတာပေါ့လှရပါတာမရှိဘူးလို့ပြောတာမှမဟုတ်တာသို့တော့လှရပါတာခံစားနေလို့ရှိရင်တဏှာမဖြစ်ဖို့ပဲတားတယ်မြတ်စွာဘုရားအဓိကအဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်မြတ်စွာဘုရားကအာယုန်တွေကိုတားခိုင်းတာမဟုတ်ဘူးအာယုန်တွေပေါ်တွေ့တာမှုမရှိအောင်တတိနဲ့စောင့်ရှောက်လို့ပြောတာအဓိကတတိနဲ့ထိမှုအာယုဆိုတာရှိနေမှာပဲအာယုဆိုတာပယ်လို့ရတဲ့တရားမှမဟုတ်တာပယ်ရမယ့်ဟာသာပယ်ခိုင်းတာလေအခုဒီမှာလဲသဗ္ဗခန္ဓပဟိနတ္တဆိုတာကိရိတာပဲပယ်ခိုင်းတာမြတ်စွာဘုရားရုပ်ထုပယ်ခိုင်းတာမဟုတ်ဘူးနာမထောင်မဲ့နေခိုင်းတာမဟုတ်ဘူးအဲ့တော့နာမထောင်မဲ့နေတာနဲ့ယဟန္တာဖြစ်တယ်ဆိုရင်ဆွမ်းအနာမကြတဲ့အကုန်ယဟန္တာဖြစ်ကုန်မှာပေါ့မကြည့်ပဲနေတာနဲ့မျက်စိစက်ခုံတည်းလုံးကျုံတယ်ဆိုရင်မျက်စိကန်းနေတဲ့လူတွေတော်ပဲကြည့်မှမကြည့်တာကြည့်လို့မှမမြင်တာအဲ့လိုဆိုလိုတာမဟုတ်ဘူးအသိရှိတယ်အမြင်ရှိတယ်အကြားရှိတယ်သို့တော့တတိနဲ့လောဘမဖြစ်အောင်ထိန်းနိုင်တယ်ဒေါသမဖြစ်အောင်ဒါ Buddhist practice ပဲဘုရားဘာသာရဲ့ကျင့်စဉ်အဲ့ဒါအမှန်အဲ့ဒါလို့ဖြစ်အောင်ကျင့်ရမှာလို့ဆိုလိုတယ်ပေါ့အေးအဲ့ဒီတော့အခုဒီဒေသနာတော်မှာသင်္ကန်းစာတွေပေးလိုက်တယ်မြတ်စွာဘုရားဘာတော့ရှင်တွေကအပူကင်းတဲ့ပုဂ္ဂိုလ်တွေဟာတန်တရားခရီးသွားရဆိုင်လိုက်တဲ့ပုဂ္ဂိုလ်လည်းရှင်တွေကအပူကင်းတယ်တဲ့တောကမရှိတဲ့ပုဂ္ဂိုလ်လည်းရှင်တွေကအပူကင်းတယ်အဲ့ဒါလို့တန်တရားခရီးကိုရဆိုင်လိုက်ပြီးတောကကင်းတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးမှကင်းနိုင်တာတော့ဆိုဝိပမုဒ္ဒတသဗ္ဗတိအယခအယပေါ်မှာခန္ဓာ၅ပါးပေါ်ပဲဖြစ်စေအာယုန်ဒီပေါ်မှာပဲဖြစ်စေတွေ့တာမှုတွေအရှင်းမရှိပဲနဲ့လွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့ဒါလို့လွတ်မြောက်ဖို့အတွက်မလုပ်အောင်အထုံးအဖွဲ့တွေမထုံးတော့ပဲနဲ့ဖြည်ပြီးတော့ဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တော့ဒီတရားကိုမြတ်စွာဘုရားဟောတာအဲ့တော့ဒီပုဒ်တွေကရည်ညွှန်းတာဘယ်သူတုံးဆိုရင်အဲ့ဒီအလုပ်တွေလုပ်ပြီးသားပုဂ္ဂိုလ်ကဘယ်သူတုံးဆိုရင်ယဟန္တာဖြစ်မှယင်ထဲကအပူကင်းတယ်လို့ပြောတယ်ခ
ခီးသွားရက်ဆိုင်လိုက်တာယဟန္တာပဲရက်ဆိုင်တာသောတာပန်လည်းသွားအောင်ပါပဲတဂရကံလည်းသွားအောင်ပါပဲအနာကံလည်းသွားအောင်ပါပဲခီးလမ်းပဲရှိကြသေးတယ်သူတို့ဟာခီးမဆုံးကြသေးဘူးယဟန္တာဖြစ်သွားပြီဆိုရင်တန်တရားခီးဆုံးသွားပြီနောက်ထပ်မသွားတော့အဲ့ဒီလိုနောက်ထပ်မသွားတဲ့ပုဂ္ဂိုလ်မှယင်တဲ့ဟာအပူဆိုတာငြိမ့်မယ်လို့ပြောတာနော်အဲ့ဒါဒီဒေသနာတော့ဟာဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာပေးတာဓမ္မရတ္တဆိုတာအကြောင်းနဲ့အကျိုးနဲ့မြတ်စွာဘုရားဟာဒီတရားဟောတိုင်းဟာကျင့်တတ်เสียကောင်းတဲ့ဒီအကြောင်းတရားရဲ့ဖြစ်ပေါ်လာတဲ့အကျိုးတရားရဲ့ဒါတွေကိုတိတိကျကျကျင့်စဉ်မှာဒီလောက်တူတောင်းတဲ့ဒေသနာလေးတွေမှာဒါပြည့်စုံထဲဟောတာနော်ကိုယ်ကကြည့်တတ်ဖို့ပဲလိုတယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာအလုံးပြည့်စုံတယ်တဲ့ကဲနောက်တစ်ပုဒ်ကိုဆက်ပြောကြအောင်ဆို91ကာထာမှာဘာဟောတော့ဆိုဩယုံဇန္တိတတိမန္တောနနိကေတေရမန္တိတေဟန္တာဝပလလံဟိတဝဩကမောကံဇဟန္တိတေအာယုန်တရားတွေကိုဖယ်ရှားပြစ်နိုင်တဲ့ပုဂ္ဂိုလ်တွေဘယ်လိုပုဂ္ဂိုလ်တွေလဲလောကမှာအာယုန်၅ပါးကာမဂုဏ်တရားတွေကိုဖယ်ဖို့လိုတယ်အဲ့ဒီမှာနေလို့ရှိရင်ခုနပြောတဲ့ယင်ထဲကအပုတွေရှိနေဦးမှာနော်အာယုန်၅ပါးကာမဂုဏ်တရားတွေကိုဖယ်ရှားတယ်ဆိုတော့ဘယ်နည်းနဲ့ဖယ်ရှားတာတော့ဆိုစိတ်ဝင်စားခြင်းမရှိတွေ့တာမှုမရှိတဲ့နည်းနဲ့ဖယ်ရှားအာယုန်တွေကိုဖယ်ပြရမှာလည်းမဟုတ်ဘူးမကြည့်တဲ့မျက်စိကိုဖြည့်ဆည်းရမှာလည်းမဟုတ်ဘူးနားထောင်မဲ့နားကိုလည်းဖြည့်ဆည်းရမှာမဟုတ်ဘူးနားလည်းကောင်းပါစေမျက်စိလည်းကောင်းပါစေအာယုံကလည်းနားရှိသည့်အတွက်ကြားမယ်မျက်စိရှိသည့်အတွက်မြင်မယ်ဖယ်ရှားရမှာကဘာလဲဆိုအဲ့ပေါ်မှာတွေ့တာတဲ့မုန်းတီးတယ်ဆိုတာတစ်ခုပဲဖယ်ရှားခိုင်းဒါကိလေသာကိုဥတည်ပြီးပြောရင်မုန်းတီးခြင်းနဲ့တွေ့တာခြင်းနဲ့မုန်းတီးခြင်းပဲလောဘနဲ့ဒေါသပေါ့နော်လောဘဒေါသကိုဥတည်ပြောလိုက်တာကိလေသာမှန်သမျှဖယ်ရှားရမယ်လို့ဆိုလို့အာယုန်နဲ့ပတ်သက်ပြီးတော့မှလောဘဖြစ်တာဒေါသဖြစ်တာဟုတ်ကိုမကြိုက်တဲ့ကိုနဲ့မတည့်တဲ့လူကိုမမြင်မချင်းဒေါသဆိုတာမဖြစ်ဘူးကိုသဘောကျတဲ့လူကိုမမြင်မချင်းသူ့ပေါ်မှာတွေ့တာမှုဆိုတာမဖြစ်ဘူးကိုသဘောကျတဲ့လူမြင်လိုက်ရင်တွေ့တာတယ်ကိုသဘောကျတဲ့ပစ္စည်းတွေ့ရင်လည်းတွေ့တာတယ်ကိုသဘောမကျတဲ့လူဆန့်ကျင်မဲ့လူကိုတွေ့ရင်လည်းမုန်းတီးတယ်ဟောဒီလိုဟာမျိုးကလူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတတ်တဲ့အရာတွေအဲ့တော့ကာမဂုဏ်အာယုန်တွေကိုစွန့်တယ်လို့ဆိုတာကာမဂုဏ်အာယုန်တွေပေါ်မှာစိတ်ဝင်စားမှုတွေ့တာမှုတွေမုန်းတီးမှုတွေကိုစွန့်ဖို့လိုတယ်စဉ်းစားကြည့်လိုက်စက္ကူလေးနှစ်ချက်စက္ကူရွက်ကလေးတွေထပ်ထားတယ် A4 paper တစ်ထုပ်ဆိုရင်900ပါတယ်ဆိုတော့စက္ကူတွေကတစ်ခုနဲ့တစ်ခုထိနေပြီမကတ်ဘူးအဲ့ကြားထဲမှာ super glue ထည့်ကြည့်ပါလားကတ်သွားရောအဲ့ဒါလိုပဲတဘာဝအတိုင်းသူ့ဘာသူနေလို့ရှိရင်အာယုန်နဲ့စိတ်ဟာကတ်တာမဟုတ်ဘူးတွေ့တော့တွေ့တယ်မြင်တယ်ကြားတယ်သို့တော့တွေ့တာမှုဆိုရင်ဂလူးမပါဘူးလို့ဆိုလို့တယ်အဲ့တော့မြတ်စွာဘုရားကခုဖယ်ခိုင်းနေတာဒီကဒေသနာမှာဩကမောကံဇဟန္တိတေဆိုတာဈာတဲ့ကဂလူးကိုဖယ်ရှားခိုင်းတာကောကိုဖယ်ခိုင်းတာကောမရှိရင်တူတူနေဘာမှကိစ္စမရှိဘူးကောကြောင့်ခက်နေတာနော်ကောဆိုတော့ဒီပြင်ကောနီတွေကောနဲ့တွေလည်းသွားမစင်စားနဲ့အောင်ဂလူးကိုပြောတာနော်အဲ့ဒီနှစ်ခုကြားမှာတွေ့ကတ်စေတတ်တဲ့လူတွေမှာအာယုန်နဲ့စိတ်တွေ့ကတ်စေတတ်တဲ့အရာပါတော့ဆိုရင်တဏှာလောဘပဲအဲ့ဒါကိုဖယ်ခိုင်းတာအဲ့ဒါဖယ်လိုက်တာနဲ့အတူနေလည်းဘာမှဖြစ်ဘူးစက္ကူတွေအတူထည့်တာတစ်ခုနဲ့တစ်ခုကတ်မသွားဘူးတွဲမသွားဘူးနော်တွဲမသွားလို့ရှိရင်သူကတစ်ခုစီဆွဲထုတ်တဲ့ကလည်းစုပ်မသွားဘူးတွဲထားရင်တော့စုပ်မှာပဲသိချတယ်ကောနဲ့ကတ်ထားရင်တော့ဆွဲရင်စုပ်တော့မှာပဲသူကစုပ်တယ်ဆိုတာဒေါသဖြစ်တာပဲအဲ့ဒါမတွဲသေးလို့ရှိရင်တော့သူကသူနေတာအဲ့ဒါ
မတွဲတာသေးမတွဲသေးမတွဲတာသေးလို့ရှိရင်လောဘမဖြစ်ဘူးဆိုရင်စုပ်เสียအကြောင်းမရှိဘူးလောဘဖြစ်လို့တွဲတာသွားလာဆွဲတဲ့လူရှိရင်တော့အဲ့ဒါစုပ်မှာပဲသိချာဒေါသဖြစ်မှာအဲ့ဒီဟာကိုရသော်ပြဆိုလို့ရင်ဒီမှာဥပမာပေးထားတာဟန္တာဝပန္လလဟိတဝါဟင်းသာဆိုတဲ့ဝမ်းပဲငှက်တွေတော့ဝမ်းပဲလို့ဟင်းသာငှက်တွေပေါ့နော်ဟင်းသာငှက်တွေဟာအစာဝါတဲ့အခါကျတော့အိုင်ကိုစွန့်ပြီးတော့ပြန်သွားကြသလိုပဲပညာရှိသူတော်ကောင်းတွေဟာအာယုန်တွေကိုစွန့်ခွာသွားကြတယ်ဆိုတော့တွေ့တာပြီးမနေဘူးလောဘဒေါသနဲ့လောဘနဲ့တွေ့တာပြီးတော့မနေဘူးလို့ဒီအဓိပ္ပာယ်ကိုပြောတာနော်အဲ့ဒါလို့စွန့်ခွာနိုင်တဲ့အနေအထားမျိုးရှိအောင်ဘာလုပ်ရမလဲအုံယုံစန္တိတတိမန္တောတဲ့တတိဆိုတာခေါင်းပြောတဲ့ mindfulness ပဲတဘာဝတရားကိုအာယုံစူးစိုက်ခြင်းဆိုတဲ့တတိစွမ်းအားနဲ့တတိရင်ပြောပေးမယ်လို့ဒီနေရာမှာမဂ္ဂင်၈ပါးအကျင့်တရားအကုန်လုံးပါတယ်တတိနဲ့ပညာမဂ္ဂင်၈ပါးနဲ့ပြောမယ်ဆိုရင်သမာဓိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိအဲ့ဒီတရား၅မျိုးနဲ့တဘာဝတရားကိုတတိဥဆောင်ပြီးအမှန်ကန်သိပြီးတော့ကြိုးစားပြီးတွေ့တာမှုတွေကိုဖယ်ရှားရမယ်လို့ဆိုလိုတယ်ပေါ့နော်တွေ့တာမှုတွေကိုဖယ်ရှားတယ်အုံယုံစန္တိတတိမန္တောအလုံးကိုထက်မြက်တဲ့တတိနဲ့ကြိုးစားတယ်ဆိုတော့သမ္မာဝါယာမကြိုးစားတယ်အဲ့ဒီလိုတတိရှိပြီးကြိုးစားတဲ့ပုဂ္ဂိုလ်တွေဟာနနိကေတေရမန္တိတေကြိုးစားလိုက်လို့ရှင်ကာမဂုဏ်အာယုန်တွေပေါ်မှာသူတို့ဘယ်တော့မှမပြောဘူးတဲ့မကြိုးစားလို့တတိမရှိလို့လူတွေကပြောစရာထင်ပြီးပြောနေကြတာတကယ်အမှန်တိုင်းသိရင်ပြောစရာတခုမှမရှိဘူးနော်တဘာဝစိတ်ကိုကြည့်လိုက်ရင်ပြောစရာမရှိဘူးအဲ့တော့ဩယုဇန္တိတတိမန္တောနာနိကေတေရမန္တိတေတတိရှိနဲ့တရားဓမ္မကျင့်ကြံမျိုးကိုအထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာကာမဂုဏ်အာယုန်ဆိုတဲ့လူတကာနှစ်သက်တဲ့အာယုန်တွေထဲမှာသူတို့ဟာပျော်ကြမှာမဟုတ်ဘူးမပျော်သည့်အတွက်ကြောင့်ဟင်းသာငှက်တွေဟာသူတို့ကျက်စားရာရှေးအိုင်ကိုစွန့်ခွာပြီးတော့ပြန်လို့ရကိုပြန်သွားကြသလိုပဲစွန့်ထားခဲ့ကြမှာပဲဟင်းသာတွေကဒီအိုင်ကိုဒီချမ်းကငါပိုင်နေဆိုပြီးတော့အဆောင်တွေပဲချမထားဘူးသူလို့တတ်သွားတာသဘောတရားကနော်ငှက်တွေဟာသူတို့အစာဝါပြီးပြန်ကြတယ်ဘယ်ငှက်ကမှတစ်ပင်ပေါ်မှာအတောင်ထားပြီးဒါငါဟာလားမထိနဲ့လို့မရှိဘူးလူတွေကြတော့ရှိတယ်အဲ့လိုဒါငါအပိုင်မြို့ရဲရွာတွေမှာနေကြရင်ဒါငါချမ်းငါဝင်းနော်ဟိုဘက်ကငါချမ်းလာချဲ့မရဘူးတရားဆွဲမယ်ရံဖြစ်ကြမယ်သူကပိုင်ဆိုင်မှုတွေနဲ့လူတွေဟာကန့်သတ်နေကြတာလေငါဟာဆိုတာနဲ့ကန့်သတ်ပြီးတော့နေကြတယ်တော့ငှက်တွေကြတော့အဲ့လိုကန့်သတ်မှုမရှိကြဘူးစာဝါပြီဆိုကိုယ်ဌာနကိုပြန်ကြတာပဲနောက်တည့်ရဲ့အတွက်ဆိုပြီးတော့လာပြီးဒီနေရာကိုမှတ်ပြီးတော့အတောင်ကလေးစိုက်မထားခဲ့ဘူးသူတို့နောက်ရဲ့ကြတော့လည်းကြားတဲ့နေရာပဲသူတို့စားကြအဲ့သူတို့မှတွေ့တာမှုတွေကင်းကြတဲ့သဘောမျိုးအဲ့ဒီစိတ်ဓာတ်မျိုးဖြစ်အောင်ကြိုးစားအထောက်ရမယ်လို့ဒီဒေသနာကဟောတာပဲဖြစ်တယ်။ဘာကြောင့်ကြိုးစားအထောက်တာခိုင်းတာတော့ဆိုဒါတွေမစွန့်နိုင်သမျှခုနပြောတဲ့ရင်ထဲကပူလောင်မှုတွေကင်းမှာမဟုတ်တာ။ရှင်ထဲကပူလောင်မှုတွေကင်းကျင်လို့ရှိရင်ဒီအတိုင်းကျင့်ကြံကြိုးကိုအထောက်ပါလို့မြတ်စွာဘုရားလမ်းညွှန်မှုကိုပြုတာ။ဒါအစစ်မြင့်တဲ့တရားတွေကိုမြတ်စွာဘုရားနောက်ဆုံးယဟန္တာဘဝရောက်သည့်ထီအောင်ညွှန်ကြားတဲ့သဘောတရားပဲတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဓမ္မပဒဒေသနာမှာဒီကနေ့ဒေသနာတော့နှစ်ပုဒ်အရာဘဝမှာယင်နဲ့နှလုံးထဲမှာပူလောင်နေတဲ့အရာတွေခင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုမြတ်စွာဘုရားလမ်းညွှန်မှုပြုတယ်အလုံးကာမဂုဏ်အာယုန်တွေကိုဘယ်လိုပုံစံနဲ့စွန့်ရမလဲဆိုတာကိုလည်းမြတ်စွာဘုရားဟောကြားတော်မူတယ်
အဲ့ဒါမှယင်ထဲကအပူဆိုတာဖယ်ရှားနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားရဲ့လမ်းညွှန်ချက်ဘဝသင်္ကန်းစာပေးတာကိုဓမ္မရသနဲ့ဘဝသင်္ကန်းစာရရှိပြီးမိမိတို့ကိုယ်တိုင်ဒီအဆင့်မျိုးရအောင်တို့တွေစ조사အထောက်အမှာဖြစ်တယ်လို့တတိတရားရှိရှိနဲ့စ조사အထောက်နိုင်ကြပါစေကုန်သတည်း